မြန်မာပြည်သက်တွေစိတ်ဝင်တစားစောင့်မျှော်နေတဲ့ရဲရင်အောင်ရဲ့1 Championship ဒုတိယမြောက်ပွဲစဉ်နဲ့1 Championship မှာရှုံးပွဲဆက်နေမှုကိုအဆုံးသတ်မဲ့သွေးလင်းထက်အားလုံးပဲမင်္ဂလာပါဒီကနေ့ညမှာတော့မြန်မာပြည်သက်တွေစိတ်ဝင်တစားစောင့်မျှော်နေတဲ့မြန်မာဖိုက်တာသွေးလင်းထက်ရဲ့1 Championship ပွဲစဉ်ကြီးပါဝင်နေပါတယ်1 Friday Fight 153ပြိုင်ပွဲကြီးမှာမြန်မာဖိုက်တာ2ဦးထိပွဲထွက်လာမှာဖြစ်ပြီးအဆိုပါပွဲစဉ်ကြီးမှာမြန်မာဖိုက်တာသွေးလင်းထက်ရဲရင်နောင်တို့က Ancient Thai Fighter တွေနဲ့အသီးသီးထိုးသက်သွားကြမှာဖြစ်ပါတယ်1 Friday Fight 153ပြိုင်ပွဲကြီးကိုမြန်မာစံတော်ချိန်ည6နာရီကနေစတင်ကျင်းပသွားမှာဖြစ်ပြီးပထမဆုံးအနေနဲ့သွေးလင်းထက်နဲ့ Thai Fighter Chaparral တို့ရဲ့ပွဲစဉ်ကိုကြီးကြားရမှာဖြစ်ပါတယ်သူတို့နှစ်ရဲ့ပွဲစဉ်ကိုတော့မြန်မာစံတော်ချိန်ည6နာရီခွဲနဲ့9နာရီကြားမှာစောင့်ကြည့်ရမှာဖြစ်ပြီး1 Championship ရဲ့ Facebook Page နဲ့ YouTube Channel တွေကနေဓာတ်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်အဲ့နောက်ညနေပိုင်းပွဲစဉ်ဖြစ်မြန်မာဖိုက်တာရဲရင်နောင်နဲ့ Thai Fighter Compound တို့ရဲ့ပွဲစဉ်ကိုကြီးကြားရမှာဖြစ်ပါတယ်မြန်မာဖိုက်တာတွေရှင်ပြိုင်ထိုးသက်ရမဲ့ဖိုက်တာတွေက Asian Thai Fighter တွေဖြစ်လို့ပွဲချိန်အတွင်းအမှောက်သိမ့်နိုင်မှသာအနိုင်ရလက်ကပို့ပြီးတည်ကြမှာပါဒါကြောင့်ပွဲပေါ်အကောင်းဆုံးပြင်ဆင်လာတဲ့ရဲရင်နောင်နဲ့သွေးလင်းထက်တို့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့တူစောင့်မျှော်အားပေးလိုက်ကြရအောင်ဗျာ